အားလုံးမမြင်ကြတော့ခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုလေးတင်ရတဲ့အကြောင်းရင်းကကျွန်တော်ကြုံညာလေးတစ်ခုကြုံပြချင်ပါတယ်ခင်ဗျာဒါလေးကဘာလဲဆိုတော့အခုနှစ်မှာကျွန်တော်ကိုယ်တိုင်ဖွဲ့စည်းကြောင်းထားတဲ့ KB ကောင်းဆက်တွေလည်းလက်တင်ပြထားဝဲဖြစ်ပါတယ်ခင်ဗျာဒါလေးကအခုနံပါတ်3နေနဲ့ကျွန်တော်ကြားချင်တာကတော့ကျွန်တော်ဘက်မှာစာချုပ်လေးရောကျွန်တော်ဒီလိုလေးတူတန်တန်လှလှပလေးလောက်ထားပါတယ်ခင်ဗျာစာချုပ်ဆိုပေမဲ့စာရဲ့ပုံမှာစာရပါပြီးတော့ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်မလုပ်ဖက်နဲ့ကျွန်တော်အဖွဲ့ကြီးကိုနှိုင်းနဲ့လူချင်းမင်းဝင်ငါပေးတဲ့များကိုကျွန်တော်လေးစားတံပိုးထားတာဖြစ်ဒီလိုလေးကိုစာချုပ်ကလေးကိုတူတန်တန်လေးလောက်ရတဲ့အကြောင်းလေးဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်ရဲ့စေတနာပေါ့ခင်ဗျာထပ်ပြီးတော့ကျွန်တော်ကတော့ကျွန်တော်ခုနှစ်မှာစပြီးထောင်တယ်ဆိုပေမဲ့ကျွန်တော်အရင်ကအနုပညာလမ်းကြောင်းမှာရှောက်တာလေးကြပါခင်ဗျာကျွန်တော်ရဲ့အရင်ကအနုပညာနာမည်ကတော့ KB မျိုးခိုင်မှုပဲဖြစ်ပါတယ်နော်အခုနှစ်မှာတော့ကျွန်တော် KB ကောင်းဆက်တွေဆိုတဲ့နာမည်နဲ့ကျွန်တော်ကိုယ်တိုင်ဖွဲ့စည်းပြီးထောင်ထားတဲ့ KB ကောင်းဆက်တွေနေလိုက်တဲ့ဂီတာဖွဲ့ကိုစတင်ပြီးထောင်လာပါတယ်ခင်ဗျာအခုကျန်စပြီးကျွန်တော်ကိုယ်တိုင်ဖွဲ့စည်းပြီးထောင်ထားတဲ့ဖွဲ့မလို့သူတန်တန်လေးနဲ့ကျွန်တော်ရဲ့ပွဲငါလူကြီးမျိုးပြည်ကြများနဲ့သူ့ရှင်များကိုစေနာထားပြီးကျွန်တော်တင်သက်ကပြဖြောပြပါမယ်ဖြစ်ပါတယ်ခင်ဗျာအခုကျန်စပြီးကျွန်တော်ဖွဲ့ယူစက်တင်ငိုင်းလို့ရပါပြီခင်ဗျာကျွန်တော်မှာလှပတဲ့စာချုပ်တွေလည်းအများကြီးပါခင်ဗျာပွဲလဲအခုရှင်ရစပြီးလာငါလို့ရပါပြီဆိုတာကျွန်တော်နေအောင်ခဏလေးနေအောင်တခုလောက်မေးချင်လို့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အနုပညာကြီးပေါ့နော်ဒီပွဲကြီးကြတော့ဒါဘယ်လိုမျိုးလေးယူရလဲပေါ့နော်ဒါလေးလည်းတစ်ချက်လောက်ဖြေပေးပါအောင်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်အနုပညာကြီးကကျွန်တော်ဖွဲ့ကိုအနုပညာကြီးဘလောက်တော့တက်မှတ်ထားခြင်းမရှိပါဘူးခင်ဗျာကျွန်တော်ခရီးအနည်းဝေးပုံပူဒီထားတယ်လို့ကျွန်တော်ပွဲငန်းလူချင်းမျိုးရဲ့တက်နိုင်တဲ့ကြီးလေးနဲ့လည်းလှပတဲ့နေအောင်ကျွန်တော်ဒါမျိုးလေးညှိနှိုင်းပြီးတော့မှအဆင်ပြေအောင်ဆောင်ရွက်ပေးမယ်ပေါ့နော်ညှိနှိုင်းလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးပါရှင်စာချုပ်တွေကလည်းအများကြီးပဲနော်အဲ့တော့ပွဲတွေအများကြီးလဲအားပေးကြပါအောင်လို့တခါလဲပြောလိုက်ပါဦးကျေးဇူးပါ